ကိုချွေနဲ့ဇန်နဲ့ဝေထားတဲ့အိမ်တလုံးတန်ရောစင်ရှိလို့ယုံကြည်လို့အိမ်ဆောင်အဖြစ်အပ်ထားခဲ့တဲ့သူကနေချင်းညချင်းသူကအင်ရှင်ပြအောင်လျှို့ဝှက်ကြံစည်သွားခဲ့ရင်ကျွန်တော်မိတ်ဆွေဘာဆက်လုပ်မလဲချက်ချင်းရဲစခန်းပြေးမယ်လိန်လယ်မှုနဲ့အမှုဖွင့်မယ်တရားစွဲမယ်ဒီလိုပဲလုပ်ကြမယ်ထင်ပါတယ်ဒါကအင်ရှင်တိုင်းတွေးမဲ့တာမန်အဖြစ်ပါပဲဒါပေမဲ့ဒီကနေ့ဇလန်မှာတော့အိမ်ဆောင်ဖြစ်သူဟာအင်ရှင်ရဲ့ပိုင်ဆိုးပိုင်တဲ့တရားစွဲမှုကိုအရှိုက်တဲ့ထိုးနှက်နိုင်ခဲ့တဲ့လျှို့ဝှက်လက်နက်တစ်ခုကိုပိုင်ဆိုင်ထားခဲ့ပါတယ်အဲ့ဒီလက်နက်ကဒါမဟုတ်ဘူးတနက်မဟုတ်ဘူးဥပဒေလုံထုံလုံနည်းရဲ့ဝင်ကဘာလမ်းစုံတစ်ခုပါပဲစာချုပ်တို့နဲ့ဂရန်လင်၆ခဲ့တဲ့အင်ဆောင်တရားဟာပိုင်ရှင်စစ်စစ်ရဲ့တရားစွဲဆိုမှုကနေဘလို့များလှလှပပတရားရှင်လွှဲမြောက်သွားခဲ့တယ်လဲဘယ်သူမှထင်မှတ်မထားတဲ့အဲ့ဒီလျှို့ဝှက်လက်နက်ကဘာဖြစ်မလဲဆိုတာသိရအောင်အခုဗီဒီယိုကိုအဆုံးထိကြည့်လိုက်အောင်ပါကျွန်တော်ကတော့ရှင်းနေဦးမင်းသိန်းအောင်ပါဒီဇလန်ရဲ့မူရင်းစီရင်ထုံးကတော့2000ပြည့်နှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်တင်ကြည်နဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါနှစ်ပြည်မှုဆိုင်ရာအထူးအယူခံမှုဖြစ်ပါတယ်ဇလန်ဆရာကတော့1983ခုနှစ်ကပါဒေါ်တင်ကြီးဆိုတဲ့အမျိုးသမီးတူဟာတာကေရမြို့နယ်ကမြေနဲ့အိမ်ကိုဝယ်ယူခဲ့ပါတယ်အဲ့ဒီနောက်မှာအိမ်ကိုစောင့်ရှောက်ဖို့အတွက်ဒေါ်တင်ကြီးနဲ့သူ့ရဲ့သားသမီးတွေကိုယုံကြည်နဲ့အနှံထားခဲ့ပါတယ်ဒီနေရာမှာအိမ်ဆောင်ဖြစ်တဲ့ဒေါ်တင်ကြီးကဒီအမှုရဲ့တရားခံဖြစ်လာမဲ့သူပါအချိန်တွေကြာလာတော့ဒေါ်တင်ရဲ့ခင်ပွန်းဖြစ်သူဦးမောင်မောင်စိုးကရဲစခန်းကိုတွားရောက်ပြီးတော့အမှုသွားဖွင့်ပါတော့တယ်ဘာလို့လဲဆိုတော့အိမ်ဆောင်ဖြစ်တဲ့ဒေါ်တင်ကြီးကဦးကေတီရန်ဒီဆိုတဲ့သူစီကနေအယောင်းဝယ်စာချုပ်အတူလုပ်ပြီးတော့ရန်ကုန်မြို့တော်စီပင်မှာမြေဂရန်ကိုလိမ်လည်ရယူခဲ့ပါတယ်ဆိုပြီးတော့ဆွဆွဲလိုက်တာပါဒီလိုနဲ့တာဂဒမြို့နယ်တရားရုံးကဒေါ်တင်ကြီးကိုပြည်မှုဆိုင်ရာဥပဒေပုံမှန်406ယုံကြည်အနှံ့ရဲ့ဖောက်ဖျက်မှုနဲ့ပုံမှန်468လိမ်လည်ဖို့ရည်ရွယ်ချက်နဲ့စာရွက်စာတမ်းအတူပြုလုပ်မှုတွေနဲ့ဆွဲချက်တင်လိုက်ပါတယ်ဒါပေမဲ့ဇလန်ကဒီမှာတင်မပြီးပါဘူးဒေါ်တင်ကြီးကသူဟာပြစ်မှုမကျူးလွန်ထားတဲ့အတွက်ကြောင့်အဲ့ဒီဆွဲချက်တွေကိုပယ်ဖျက်ပြီးဖို့ခရိုင်တရားရုံးကနေတရားရုံးချုပ်အထိအဆင့်ဆင့်တက်ပါတယ်နောက်ဆုံးမှာတော့တရားရုံးချုပ်ကစုံညီခုံရုံးနဲ့ကြားနာရတဲ့အဆင့်အထိရောက်သွားပါတော့တယ်ဒီနေရာမှာအဓိကညှင်းခုန်ကြတဲ့ပြဿနာကြီး2ရက်ပေါ်လာပါတယ်ပထမအချက်ကတော့မြို့တော်စီပင်ဟာမြေကရန်ထုတ်ပြတဲ့ကိစ္စနဲ့ပတ်သက်ရင်ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်195နှစ်အရာအခွန်ရုံးဖြစ်သလားဆိုတာနဲ့ဒုတိယအချက်ကတော့စာချုပ်2နဲ့ဂရန်လင်6တဲ့ဆိုရင်ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်195တစ်ဂါငယ်အရာသက်ဆိုင်ရာဌာနကပဲတရားစွဲရမှာလားဒါမှမဟုတ်အခုတော့ပြင်ပကလူပုဂ္ဂိုလ်ကတရားစွဲဆိုခြင်းရှိသလားဆိုတာပါပဲဒီအချက်တွေပေါ်တရားရုံးချုပ်ကဘလို့ဆုံးဖြတ်ခဲ့တယ်လဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာပါအရင်တော့ကမြေကရန်တွေကိုခရိုင်ဝန်တွေကကိုလိုက်တော်အရာရှိအနေနဲ့စီစစ်ထုတ်ပေးခဲ့တာပါနောက်ပိုင်းကျမှရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာစီပင်သားရရေးကော်မတီတွေကိုအာဏာလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်စီပင်ရဲ့မြေစီမံခန့်ခွဲမှုဌာနဟာမြေကရန်ချထားပြတဲ့နေရာမှာအရင်ကကိုလိုက်တော်အရာရှိတွေရဲ့လုံထင်းလုံနေအတိုင်းစက္ကန့်ဆောင်ရွက်ခွင့်ရှိတဲ့ဥပဒေအရအခွင့်အရေးဖြစ်တယ်လို့တရားရုံးချုပ်ကအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်ဒါဆိုရင်ဘာဆက်ဖြစ်မလဲပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်195တစ်ခါငယ်အရာရုံးဌာနတစ်ခုခုမှာစာရွက်စာတမ်းအတုတင်ပြီးတော့လိမ်လည်တယ်ဆိုရင်အဲ့ဒီသက်ဆိုင်ရာအခွင့်အရေးဒီအမှုမှာဆိုရင်စီပင်ကစာနဲ့ရေးသားတိုင်တန်းမှသာလျှင်တရားရုံးကအမှုကိုလက်ခံစစ်ဆေးခွင့်ရှိပါတယ်ဒါပေမဲ့ဒီအမှုမှာစီပင်ကဒေါ်တင်ကြီးကိုလာပြီးတော့တရားစွဲတာမဟုတ်ပါဘူးအင်ရှင်ရဲ့ခင်ပွန်းကတရားစွဲတာပါနောက်ပြီးတော့တရားရုံးမှာဒေါ်တင်ကြီးလှုပ်ထားပါတယ်ဆိုတော့စာချုပ်အတုကိုလည်းသက်သေခံအဖြစ်နဲ့တင်ပြနိုင်ခြင်းမရှိခဲ့ပါဘူးစီပင်ကလည်းဒေါ်တင်ကြီးစာချုပ်အတုတင်ပါတယ်လို့ဆွဆွဲထားတာမရှိပါဘူးဒါကြောင့်တရားရုံးချုပ်ကဘလို့အဆုံးဖြတ်ပေးလိုက်တယ်လဲဆိုတော့သက်ဆိုင်ရာအခွင့်အရေးဖြစ်တဲ့စီပင်သားရရေးကော်မတီရဲ့စာနဲ့ရေးသားတိုင်ကြားချက်မရှိဘဲနဲ့မူလမြို့နယ်တရားရုံးကဒီအမှုကိုလက်ခံစစ်ဆေးခဲ့တာဟာစီရင်ပိုင်ခွင့်အာဏာမရှိဘဲနဲ့စစ်ဆေးခြင်းဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ရလက်အနေနဲ့ဒေါ်တင်ကြီးအပေါ်ဆွဲဆိုထားတဲ့ဆွဲချက်တွေအားလုံးကိုပယ်ဖျက်လိုက်ပြီးတော့ဆွဲချက်မတင်မီကတည်းကတရားရှင်လွှတ်လိုက်ကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်ဒီအမှုကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားရမယ့်အဓိကသင်ခန်းစာကတော့ဥပဒေမှာလုံထုံလုံနည်းဆိုတာအရင်အရေးကြီးပါတယ်မှန်တယ်ထင်ပြီးတော့တရားစွဲတိုင်းလဲတရားရုံးကလက်ခံနိုင်စွမ်းမရှိရင်ဒါမှမဟုတ်တရားစွဲဆိုပိုင်ခွင့်ရှိသူကမစွဲဆိုရင်အမှုကရှုံးနေသွားတတ်တယ်ဆိုတာပဲဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ